ကဲ EMP file လေးကို USB ထဲမှာကျွန်တော်တို့ save ထားတာဖြစ်ပါတယ်အဲ့ဒါလေးကို email ပို့ဖို့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ Outlook ကိုဖွင့်လိုက်ပါမယ် Outlook ပါရှိတဲ့ကျွန်တော်တို့ home ကိုရွေးပါမယ် send item နဲ့ကနေပြီးတော့ send new email ကိုရွေးပါမယ် update.ukho.gov.uk ကိုရွေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ U လေးနှိုက်လိုက်တာနဲ့တန်းပေါ်ပါပြီ subject ကတော့ EMP ပဲရွေးပါမယ်အဲ့နောက်မှာ attach file အနေနဲ့ကတော့ကျွန်တော်တို့ USB ထဲမှာရှိတဲ့ request 81.emp လေးကိုရွေးထားပါတယ် insert နှိပ်လိုက်ပါတယ် send လေးကိုနှိပ်ပေးပါအဲ့နောက်မှာ send and receive ထဲမှာ send and receive တွေက send all send receive group all account group လေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ night 30 minute မှာ internet ကတဆင့် email request လမ်းလုပ်နေမှာဖြစ်ပါတယ်ပြန်လာခဲ့ရင်တော့အဲ့ဒီ file လေးကို save ပြီးတော့ကြတော့ပြန်ပြီးတော့ update လုပ်ပေးရမှာဖြစ်ပါတယ်